ချောမောလှပတဲ့အမျိုးသမီးနီးပြဟာတိရတန်တာလေးကိုစမ်းပြလုံဆမှုပြဖို့လဲကြလိုက်ပါတယ်အရင်ဆုံးကျွန်တော် channel လေးကို subscribe လုပ်ထားကြပါခင်ဗျာဒါပေမဲ့တစ်ဖက်လူကတော့တမင်တကာဘာတန်ကိုဖိချထားမယ်လို့မထင်ထားခဲ့ပါဘူးအမျိုးသမီးနီးပြဟာတခုခုမှားနေပြီဆိုတာသိလိုက်ရပြီးသူတို့ရဲ့ဝက်လက်တွေကိုဖယ်ခိုင်းလိုက်ပါတယ်တစ်ဖက်လူကတော့မဖဲတဲ့အဖေသူမရဲ့ခြေတန်းရှည်တွေကိုတိုက်ရိုက်ကိုင်းလိုက်မယ်လို့မထင်ထားခဲ့ပါဘူးအမျိုးသမီးနီးပြဟာအတင်းအဓမ္မယုံကန်နေရပါတယ်ဒါပေမဲ့တစ်ဖက်လူကပိုးပြီးဆိုးဆိုးဝါးဝါးလုပ်လာပြီးသူမရဲ့ခန္ဓာကိုယ်ပေါ်ကိုတက်ခွလိုက်ပါတယ်နင်ဘာလို့မလို့လဲငါးတာကိုဖယ်ပြီးမလို့ပါသားဒီကိုမလားနဲ့အာထိုလူကသူ့ရဲ့ငန်းကြီးလက်တွေကိုထုတ်ဖို့ဖိနေတော့ပါတယ်လက်ဝက်လက်တကူကသူ့ကောင်းပေါ်ကိုတဲ့တဲ့ကျလာပါတယ်ချက်ချင်းဆိုတာနဲ့မနေဂျာမဟာဆွဲဆောင်မှုရှိတဲ့ခြေလမ်းတွေနဲ့ရှော့လာခဲ့ပါတယ်ဟာမင်းကဒီကလှပတဲ့မနေဂျာမပေါ်တွေ့ရတာဝမ်းသာပါတယ်တဖက်လူကသူ့စီကတော့အမျက်ထုတ်ဖို့ကြံစီနေတာကိုတွေ့လိုက်တဲ့အခါမနေဂျာမဟာသူ့ကိုကောင်းကောင်းကြီးပညာပေးဖို့ဆုံးဖြတ်လိုက်ပါတယ်တို့တွေလောင်းကျက်ထားကြမလားဂိမ်းတစ်ခုဆော့ရအောင်ငါကနိုင်မယ်ဆိုရင်နင်တို့၄ယောက်လုံးဒီကနေ့ထွန့်သွားရမယ်တကယ်လို့နင်တို့နိုင်ရင်တော့နင်တို့၄ယောက်နဲ့အလဲကြားလေ့ကျင့်ခန်းလုပ်ပေးမယ်လူရုပ်တရားတွေဟာဓာတ်ကိုကြားတာနဲ့ချက်ချင်းစိတ်ဝင်စားပြီးအခုချက်ချင်းပဲလေ့ကျင့်ခန်းလုပ်ချင်နေကြပါပြီပြောလေးဘီလိုဆော့မှာလဲမန်နေဂျာမကဘေးနားကဘောလုံးလေးကိုကောက်ယူလိုက်ပြီးနင်တို့တွေကဘယ်သူမှငါလက်ထဲမှာဒီဘောလုံးကိုလူနိုင်ရင်နင်တို့၄ယောက်လုံးနိုင်တယ်လို့သတ်မှတ်ပေးမယ်၄ယောက်ကတယောက်ကိုလားပြောစရာကြီးပဲဟာဟုတ်တယ်ပြီးတော့အ내ရောင်ဝတ်ထားတဲ့လူကမန်နေဂျာမကိုပြောလိုက်ပါတယ်စကားပြန်တော့ဖြန်နေအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်